Hello and welcome to Procurement Path ဒီ channel မှာ procurement နဲ့ contract management အကြောင်း practical knowledge တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ video လေးမှာတော့ procurement နဲ့ purchasing ဘာကွာလဲဆိုတာကိုsimple way နဲ့ပေါ့နော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ procurement ဆိုတာက strategic process ဖြစ်ပါတယ်။ဒီ supplier ရှာတာတွေ negotiate လုပ်တာတွေပြီးတော့ contract management လုပ်တာတွေနဲ့ long term planning တွေလည်းပါဝင်ပါတယ်။ procurement ကဒီပစ္စည်းဝယ်တာတစ်ခုတည်းတော့မဟုတ်ပါဘူး။အဲ့တော့ဒီ procurement ပြီးတော့ purchasing ပေါ့နော် purchasing ဆိုတာက operational work ဖြစ်ပါတယ်။ဒီ purchase order တွေထုတ်မယ် order တွေတင်မယ် delivery follow up တွေလုပ်မယ် payment process တွေအထိပါဝင်နေပေါ့နော်။ purchasing ကကြတော့ procurement ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ procurement နဲ့ purchasing ရဲ့ဒီအဓိကကွာခြားချက်ကတော့ procurement ဆိုတာဒီ strategic work ဖြစ်ပြီးတော့ဒီ long term planning ထိသွားပါတယ်။ purchasing ကတော့ daily operational work ဖြစ်ပြီးတော့ order processing ကို focus လုပ်တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် procurement knowledge တွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ procurement path channel လေးကို subscribe လုပ်ပေးထားဖို့အတွက်ကို request လုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်